မမြင်ရတဲ့ကျိုးတဲ့အမတန်မှဖြတ်ရခက်ပါတယ်တန်ရောစဉ်ကျိုးပြောတာပါဒါလေးနဲ့ပတ်သက်ပြီးတော့မှဦးဇင်းပုံမြင်လေးတစ်ခုကိုဝေမျှပေးကြပါတယ်တခါတော့ထင်းခွေစားရတဲ့လူငယ်လေးတစ်ယောက်ရှိတယ်တဲ့သူဟာထင်းခွေပြီးတော့မှသူ့မှာရှိတဲ့တကောင်ဒီသောမီးကလေးနဲ့အတူတူတဲပြီးတော့မှဝိုင်းရေးကိုကြောင်းရတာပေါ့တနေ့တော့ထင်းခွေရင်းနဲ့သူ့မီးကလေးနဲ့အတူလမ်းပြောက်ပြီးတော့မှတောထဲမှာမျက်စိလဲတယ်ပေါ့တွားရင်နဲ့ယတိကြောင်းတစ်ကြောင်းကိုတွေ့တဲ့အတွက်ယတိကြီးကိုအကူအညီတောင်းတယ်တဲ့သူဟာဒီမှာမျက်စိလဲပြီးရောက်လာတဲ့အတွက်ခဏခဏခုံနာခွင့်ပြုဖို့အတွက်ပေါ့အဲ့ဒီခါမှာယတိကြီးကလည်းသဘောထားကြည့်ပြီးသွားဖြင့်နေရာပေးပြီးတော့မှတက်ခုခွင့်ပြုတယ်ညနေရောက်တဲ့အခါမှာသူမီးကလေးကိုအစာကျွေးရေတိုက်ပြီးတဲ့အခါမှာတက်ပင်တပင်အောက်မှာခြိထားဖို့အတွက်သူကပြင်ဆင်ပါတယ်ဖြစ်ချင်တော့မီးကလေးကိုခြိဖို့အတွက်ကျိုးမပါခဲ့ဘူးတဲ့ကျိုးမပါခဲ့တဲ့အတွက်ကြောင့်သူကယတိကြီးတွေသွားပြီးတော့မှကျိုးသွားငှားတာပေါ့ယတိကြီးကလည်းပဲသူ့မှာကျိုးမရှိတဲ့အကြောင်းပြောတာပေါ့နောက်ဆုံးမှယတိကြီးကသူ့ကိုအကြံပေးလိုက်တယ်ဘယ်လိုအကြံပေးလိုက်တယ်လဲဆိုတော့လူကလေးရဲ့မီးကိုခါတိုင်းခြေထားတဲ့ပုံစံအတိုင်းပဲဟန်ပြပြီးတော့မှခြေထားလိုက်ပါတဲ့ဘဲမှသွားမှာမဟုတ်ပါဘူးဆိုပြီးပြောလိုက်တယ်အဲ့ဒီအခါမှာလူကလေးကလည်းပဲတရားယတိကြီးပြောတဲ့အတိုင်းပဲမီးကလေးကိုတပ်ပင်အောက်မှာသွားထားပြီးတော့မှတပ်ပင်အောက်မှာထားပြီးတော့မှအခုခြေထားတဲ့ပုံစံလေးကိုဟန်ပြပြီးတော့ကျိုးခြေဟန်လေးပြထားခဲ့တယ်တဲ့မီးကလေးဟာသူ့ကိုကျိုးခြေထားခဲ့ပြီဆိုတဲ့စိတ်အစွဲလန်းလေးနဲ့အတူတပ်ပင်အောက်မှာပဲအိပ်ပါတယ်မနေ့လင်းလို့ခရီးဆက်ဖို့အတွက်ခေါ်တဲ့အခါမှာယတိကြီးကိုနှုတ်ဆက်ပြီးတော့မှခရီးဆက်ထွက်တယ်ပေါ့အဲ့လိုဆက်ထွက်တဲ့အခါမှာမီးကလေးကိုခေါ်တဲ့အခါမှာမီးကလေးကသူခြိထားတဲ့တပ်ပင်အောက်ကနေဘယ်ဒီကိုမှမထွက်ဘူးမလိုက်ခဲ့ဘူးတဲ့ဘလို့ခေါ်မရတဲ့အတွက်ယတိကြီးကိုသွားပြီးအကူအညီတောင်းပြန်တယ်တဲ့အဲ့ဒီအခါမှာယတိကြီးကမေးတယ်လူကလေးတဲ့မင်းခြိထားတဲ့ကျိုးကိုဖြုတ်ပြီးပြီလားလို့မေးတယ်အဲ့ဒီမှာလူကလေးကလည်းပဲဆရာယတိကြီးရဲ့ကျွန်တော်မှမီးကိုတကယ်ကျိုးဆက်နဲ့ခြိတာမှမဟုတ်ပဲလို့ပြောတယ်တဲ့အဲ့ဒီအခါကျမှယတိကြီးကဘယ်လိုပြန်ပြောလဲဆိုတော့လူကလေးတဲ့သင်ဟာမမြင်ရတဲ့ကျိုးနဲ့ခြိထားခဲ့တာအဲ့တော့ပြန်ဖြုတ်ပေးလိုက်ပါလို့ပြောတယ်လူကလေးကလည်းအဲ့ဒီခါကျမှယတိကြီးပြောတဲ့အတိုင်းပဲကျိုးကိုပြန်ဖြေတဲ့ဟန်ပြမှမီးကလေးကသူ့နောက်ကိုလိုက်ခဲ့တယ်တဲ့အဲ့ဒါလိုပဲဦးဇင်းတို့ဘဝမှာမမြင်ရတဲ့ကျိုးတွေနဲ့အမတန်ရှုပ်ထွေးပါတယ်။တန်ရောစဉ်ကျိုးတွေကိုပြောတာပါ။